မင်္ဂလာပါညံစန် quiz channel ကနေပရိသတ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကကျမတို့ရဲ့ညံရင်ညံသွေးကိုစမ်းသပ်မဲ့မြန်မာရိုးရာစက္ကထာပဟေလီအစီအစဉ်တစ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမကစကားဝတ်တရားတစ်ခုလုံးကိုစက်တိုက်မေးသွားပါမယ်မေးခွန်းတစ်ခုချင်းစီအတွက်ရွေးချယ်စရာ၄ခုပေးထားပါမယ်တင်စဉ်းစားဖို့အချိန်9စက္ကန့်ရပါမယ်အားလုံးအစဉ်သိဖြစ်ပြီဆိုရင်ပထမဆုံးမေးခွန်းကိုစလိုက်ကြရအောင်မြေဟိုနံပါတ်1ကတော့စစ်ချုပ်ပြည်ခေါင်ပိုင်ဆိုမင်းမျိုးငဲ့ရစာရှေးခုတို့ကမကောင်းတာကြောင့်ခေါင်းချေလက်မပါရွေးချယ်စရာတွေကတော့ကချိန်ခွင်ခစပါအိတ်ဂညောင်စလွဲငတင်တောင်အချိန်စေ့ပါပြီအဖြစ်မှန်ကတော့ကတင်းတောင်ဖြစ်ပါရဲ့16ပြီခေါင်မိုင်ဆိုးဆိုတာတင်းတောင်ရစံသက်မှတ်ချက်16ပြီကိုဆိုလိုတာပါသူကချင်းထွေရမှာအစိုးရသလိုအရေးပါပေမဲ့အရာဝတ္ထုတစ်ခုဖြစ်လို့ခေါင်းခြေလက်မပါတာကိုတင်စားထားတာပါမိခွန်းနံပါတ်2ပါတရားလည်းမတဲ့ဗရမတ်လည်းမကြည့်လူရှိမှလည်းနေမှန်လျင်မှန်စေမမှန်လျင်ရှာထုတ်ပြသည်ရွေးချယ်စရာတွေကတော့ကမှန်ခချိန်ခွင်ကတရားသူကြီးငစာအုပ်ဟုတ်ပါပြီအဖြေကတော့ခချင်းခွင်ပါလျှာထုတ်ပြတယ်ဆိုတာဈေးဝယ်ရမှာသုံးတဲ့ချင်းခွင်ရဲ့အလေကညွန့်တန်လျှာကိုပြောတာပါအလေးချိန်ညှိရင်ညွန့်တန်ကတဲ့မှတ်ပြီးမှန်စေမညှိရင်မမှန်ရင်ညွန့်တန်ကဘယ်သူမဟုတ်ညာကိုရင်းခတ်နေတာကိုတင်စားတာပါမေခွန်းနံပါတ်3ပါရှိပါတယ်ခြေရှိချောင်းခေါင်းပယ်ညာအမီးခါးလဲမှာရွေးချယ်စရာတွေကတော့ကပိန့်ကူခကနန်းဂကြောက်ပြင်းငကလားထိုင်အဖြေမှန်ကခကြောက်ပြင်းမှာဒါကတနက်ခါသွေးတဲ့ကြောက်ပြင်းမှာခြေရှိချောင်းဆိုတာရှေးခဲကြောက်ပြင်းရဲ့အောက်ခြေခြေထောက်လေးတွေကိုဆိုလိုပါတယ်အမီးခါးလဲမှာဆိုတာကကြောက်ပြင်းကရေထွက်တဲ့ရေမြောင်အမီးကအလဲမှာရှိနေတာကိုညှိုးတာပါမိခွန်းနံပါတ်4ကိုဆက်မေးပါမယ်နတ်သမီးအိမ်တိုင်းပိုးမဖောက်နိုင်ဖောက်ပြန်တော့လေတပေါက်တီရွေးချယ်စရာတွေကတော့ကအက်ခစိန်ခဖန်ကြောင်ငဝါအဖြစ်မှန်ကတော့ကအက်ဖြစ်ပါတယ်နတ်တေမီအိမ်တိုင်းဆိုတာတန်တဲ့ပစ္စည်းအက်ကိုတင်စားတာပါတန်ဖြစ်လို့ပိုးမဖောက်နိုင်ပါဘူးဖောက်ပြန်တော့လေတပေါက်သေးဆိုတာကချီထိုးဖို့အနာအက်ပေါက်တပေါက်သေးတာပါရှိတာကိုဆိုလိုတာပါမေခွန်းနံပါတ်5ပါငုတ်ချီပေါ်ချီသူ့ဖင်ကိုကျိုးနေချီရွေးချယ်စရာတွေကတော့ကရေတွင်းပုံခအနဲ့အချီကငါးများချိတ်ငလှေအဖြေမှန်ကတော့ခော့အဲ့နဲ့အချီပါငုတ်ချီပေါ်ချီဆိုတာအဲ့နဲ့အဝတ်ကိုချုပ်တဲ့အခါအက်ကအပေါ်ရောက်လိုက်အောက်ငုတ်သွားလိုက်ဖြစ်တာပါသူ့ဖင်ကိုကျိုးနဲ့ချီဆိုတာကအဲ့ရဲ့အနာဖင်လွန်တင်စားမှာအချီကျိုးကိုချီနှောင်ထားတာကိုဆိုလိုတာပါပဲမေခွန်းနံပါတ်6ပါနတ်သမီးတတွေးပေါက်ကြက်မမကောက်နိုင်ရွေးချယ်စရာတွေကတော့ကမျက်ရည်ခနှင်းကနေဖြောက်ငမိုးဆက်အဖြေမှန်ကနေပြောက်ဖြစ်ပါတယ်နေပြောက်စမ်းဘင်းကညေကြီးပေါ်ကြားနေပေမဲ့ကြက်ကဘလို့မှကောက်ယူလို့မရတဲ့အလေးညောင်အကွက်လေးဖြစ်နေလို့ပါမိခွန်းနံပါတ်9ပါနွားနို့တပကံတပီလုံးရန်ရွေးချက်စရာတွေကတော့ကမီးအိမ်ခလာပြေဝနန်လာယောင်ကနေကျေအဖြေမှန်ကခော့လာပြေဝနစ်လာယောင်ဖြစ်ပါတယ်နွားနို့တပကံဆိုတာလာပြေဝန်းကတင်စားတာပါ
အဲ့ဒီကထွက်လာတဲ့လာရောင်ကတကဘာလုံးတပီလုံးကိုလင်းစေဟျန့်စေဥပါ မိခွန်းနံပါတ်8ပါနတ်သမီးအိမ်တိုင်းသခိုးမတက်နိုင်ရွေးချယ်စရာတွေကတော့ကထမ်းပင်ခငှက်ပြောပင်ကအုံးပင်ငတိုင် အပြေမှန်ကတော့ခငှက်ပြောပင်မှာငှက်ပြောပင်ရဲ့ပင်စီကအရန်ချောပြီးအိမ်နေတဲ့အတွက်တခိုးလူကသူ့ကိုဖက်ပြီးမတက်နိုင်လို့တင်စားထားတာပါမေကောနံပါတ်9ပါနတ်သမီးတောက်ရီကန်တတိုင်း3ဓာတ်ရန်ရွေးချယ်စရာတွေကတော့ကကြပန်းခရေအိုးကအုံးသည်ငါတရက်သည်အပြေမှန်ကအုံးသည်ဖြစ်ပါတယ်တောက်ရီကန်ဆိုတာအုံးရီပါတတိုင်းတုံးထက်ဆိုတာအပြင်အခွန်အလေကအမားထက်နောက်ဆုံးအသားဆိုပြီးတုံးထက်ကာယံထားလို့ပါမိခွန်းနံပါတ်10ပါမဖွက်ဖဲဖြူသည့်နပစိုးမခက်ဖဲပြည့်သည့်နရေကိုရွေးချယ်စရာတွေကတော့ကထမင်းခမိုးတိန်ကကြက်ဥငအုံးသည့်အပြေမှန်ကအုံးဒီပါမဖွက်ပဲဖြူတာကအုံးဒီအသားပါမခတ်ပဲပြည့်နေတဲ့နက်ရည်အိုးကအုံးရည်ကိုဆိုလိုတာဖြစ်ပါတယ်မေခုနံပါတ်7ပါဒိုက်ခုတ်တော့အုပ်ပေါ်အုပ်ခုတ်တော့ကျွေပေါ်ကျွေခုတ်တော့ရေပေါ်ဘာဒီလက်နော်ရွေးချယ်စရာတွေကတော့ကကြက်ဦးခထပ်ပြောသည်ကအုံးဒီကဖရဲသည်အပြေမှန်ကအုံးသီးဖြစ်ပါတယ်။ဒိုက်အပြင်ခွန်ကိုခုတ်ရင်အုံမုတ်ပေါ်လာမယ်။အုတ်ကိုခုတ်ရင်ကျွေအသားပေါ်မယ်။ကျွေကိုခုတ်ရင်ရေအုံးရေပေါ်လာလို့ပါ။မိခွန်းနံပါတ်7ပါ။သွားတော့ခွေနေတော့စင်းရွေးချယ်စရာတွေကတော့ကဂျိုးခမွေခခေါင်းခုငဖျာအဖြေမှန်ကခေါင်းခုပါခေါင်းခုကိုမတုံးဘက်ပစ်ထားရင်ခွေလေးဖြစ်နေတတ်ပြီးအိတ်ဖို့နင်းရချလိုက်ရင်စင်းအပြားဖြစ်သွားတာကိုဆိုလိုတာပါမိကောနံပါတ်73မှာလေးတောင်ဆက်သူ့မျက်နှာငါမှာကတ်ရွေးချယ်စရာတွေကတော့ကစာအုပ်ခမျက်နှာကမန်းငခေါင်းအောင်အပြေမှန်ကအမှန်မှာမှန်က4000ပုံစံရှိတတ်ပြီးကိုကကြည့်လိုက်တဲ့အခါကိုမျက်နာကမှန်ထဲမှာကတ်နေတယ်လို့ပေါ်နေလို့ပါမိခိုးနံပါတ်14ပါအပင်နွဲ့နောင်အသီးဖောင်းမစားကောင်းရွေးချယ်စရာတွေကတော့ကော့ပဒိုင်းသီးခော့စပင်းနှင့်တန်းဥဂေါ့စူးပန်းငဝကွမ်းအပြေမှန်ကတော့ခစပင်းနဲ့တန်းဥပါအပင်နွမ်းနောင်ဆိုတာစပင်းမှာအတီးဖောင်းဆိုတာတန်းဥပါမစားကောင်းဆိုတာကတော့ဒါကိုစားလို့မရလို့ပါမိခွန်းနံပါတ်15ပါငါနွားနဲ့ခြုံပေါ်တက်ချက်တန်မြမကြားရရွေးချယ်စရာတွေကတော့ကပရွတ်စစ်ခစပင်းနဲ့တန်းကကြောင်ငနွားချေပူအပြေမှန်ကခစပင်းနဲ့တန်းစစ်ပါတယ်ခြုံဆိုတာစပင်းကိုတင်စားတာပါငါနွားနဲ့ဆိုတာတန်းပါတန်းကစပင်းပေါ်တက်နေပြီမြဲဘာအတန်မှမကြားရလို့ပါမိခွန်းနံပါတ်16ပါသူ့အပင်ကတယုံကြီးသူ့အတီးကတလုံးတယ်ရွေးချယ်စရာကြီးကတော့ကအုံးပင်ခစပင်းနှင်ဆန်ထုံးကထမ်းပင်ငဂျာပန်အဖြေမှန်ကတော့ခော့
စပင်နှစ်စတုံးဖြစ်ပါတယ်အပင်တယုံကြီးဆိုတာစပင်တွေအများကြီးကိုဆိုလိုတာပါအသီးတစ်လုံးတည်းဆိုတာကအဲ့ဒီစပင်တွေကိုစုပြီးထုံးထားတဲ့စတုံးကိုတင်စားတာပါမိခိုးနံပါတ်16မှာနေ့ရက်တွဲနေ့မှာခွဲညဘက်ကြလင်ပြန်ပေါင်းခြင်းရွေးချက်စရာတွေကတော့ကဖနက်ခတကားရွက်ကမျက်လုံးကဆုံးကရင်အဖြေမှန်ကခော့တကားရွက်ပါဒါကတကားနှစ်ချက်ပါတဲ့တကားရွက်တွေကိုဆိုလိုတာပါနေ့ဘက်မှာဖွင့်ထားတော့ခွဲထားပြီးညဘက်အိတ်တဲ့အခါပိတ်လိုက်တော့ပြန်ပေါင်းလိုက်လို့ပါမေခွန်းနံပါတ်18ပါနေ့ချွညဝက်ရွေးချက်စရာတွေကတော့ကဖနက်ခအဝတ်အစားဂတကားမင်းထုတ်ငချင်တောင်အဖြေမှန်ကဂတကားမင်းထုတ်ပါနေ့ဘက်မှာတကားဖွင့်ထားတော့မင်းထုတ်ချက်ကိုချွတ်ထားပါတယ်ညဘက်တကားပိတ်တဲ့အခါမင်းထုတ်ကိုပြန်ထိုးဝတ်လိုက်ရလို့ပါမိခေါနံပါတ်19ပါအစိမ်းပေါ်အဖြူတင်းအဖန်လာမအနီအောင်စင်ရွေးချယ်စရာတွေကတော့ကငရုတ်တီခပန်းကြီးဂလက်ဖက်ဂကွင်းရအဖြေမှန်ကကွမ်းရဖြစ်ပါတယ်အစိမ်းကွမ်းရက်ပေါ်အဖြူထုံးတင်အဖန်ကွမ်းတီလာပြီးဝါလိုက်မှပါဇက်ထဲမှာအနီရောင်ဖြစ်သွားတာကိုဆိုလိုတာပါမိကုနံပါတ်20ပါသူ့ကိုရိုက်တော့ချလဲဂျိုးကိုဆွဲပြီးငိုရှာတယ်ရွေးချယ်စရာတွေကတော့ကဘုံခကလေးဂကြီးစီငကြက်အဖြေမှန်ကတော့ဂကြီးစီပါကြီးစီကိုတုံနဲ့ရိုက်လိုက်ရင်ချလဲပြီးကျိုးကနေဆွဲထားရတဲ့ကျဲစီကအတန်ငိုတန်ထွက်လာတာကိုတင်စားထားတာဖြစ်ပါတယ်မိခိုးနံပါတ်20တခုကတော့ကန်ထဲမှာရေရီထဲမှာမွေကောင်းမှာရွှေရွေးချယ်စရာတွေကတော့ကဂျာပန်ခဖျောင်းတိုင်းဂမီခွတ်ငရေပန်အချင်းစေးပါပြီအဖြေမှန်ကတော့ဂမီခွတ်ဖြစ်ပါတယ်ကန်ဆိုတာမီခွတ်ခွတ်ကိုရေဆိုတာစီကိုမွေဆိုတာမီးစာတိုင်ကိုတင်စားတာပါမွေကောင်းမှာရွှေဆိုတာကမီးစာတိုင်ထိတ်မှာတောက်လောင်နေတဲ့မီးတောက်ကိုဆိုလိုတာဖြစ်ပါတယ်မေခွန်းနံပါတ်20မြစ်ပါအညာကစင်ဖြူအမွေးတူရွေးချယ်စရာတွေကတော့ကကြက်သွန်ဖြူခဝါကုန်းကမုံလာဦးငကြက်သွန်နီဟုတ်ပါပြီအဖြေကတော့ကော့ကြက်သွန်ဖြူပါစင်ဖြူဆိုတာကြက်သွန်ဖြူဥရဲ့အဖြူရောင်ကိုဆိုလိုပြီးအမွေးထုဆိုတာကကြက်သွန်ဖြူရဲ့အမြင့်အမွေးတွေကိုတင်ဆိုင်ထားတာပါမေခွန်းနံပါတ်23ပါဖူးကနေထောင်ဖောင်းကနေလဲရဲနဲ့တွဲလွဲဆွဲရွေးချယ်စရာတွေကတော့ကငရုတ်တီခကောင်းငိပန်ဂငပြောဘူးငမီးပုံအဖြေမှန်ကငပြောဘူးပါငပြောဘူးဟာအပင်ကနေရဲအနီရောင်နဲ့တွဲလွဲဆွဲကြနေပြီးသူ့ရဲ့အခွန်တွေဖောင်ခနဲလဲကြကွာကြပြီးမှငပြောသီးတွေထွက်လာတာကိုဆိုလိုတာပါမိခွန်းနံပါတ်24ကိုဆက်မေးပါမယ်သူ့အပင်နှွဲ့နှောင်းမတက်ကောင်စားကောင်းရဲ့ဖူးတံနဲ့ရွေးချယ်စရာတွေကတော့ကကြံပင်ခပြောင်းဘူးကငပြောပင်ငဝါအဖြေမှန်ကတော့ခော့ပြောင်းဖူးဖြစ်ပါရဲ့အပင်နွယ်နောင်ပြောင်းပင်ကခြေနဲ့မတက်ကောင်းပါဘူး
ဒါပေမဲ့သူ့ရဲ့ဖူးတံပြောင်းဖူးကတော့စားကောင်းတယ်လို့ဆိုလိုတာပါမိဟိုနံပါတ်25ပါဘဝချုံလုံပါဤဆမ်မြိတ်ချလှပါဤကြောက်တန်းစီညီပါဤရွေးချယ်စရာတွေကတော့ကစံထုံခကွမ်းညာခပြောင်းဘူးငါသွားအပြေမှန်ကတော့ကပြောင်းဘူးပါဘဝချုံအခွမ်းစံမိချပြောင်းဘူးမွေကြောက်တန်းစီပြောင်းဘူးစီတွေနဲ့ပြီးစုံနဲ့ပြောင်းဘူးကိုတင်စားထားတာပါမဲခွန်းနံပါတ်26ပါအတီးပေါ်အပင်ပေါက်ခြေထောက်တစ်ချောင်းထောက်ရွေးချယ်စရာတွေကတော့ကမှုခနာနတ်တီကချက်တုံငါထီအဖြေမှန်ကခနာနတ်တီဖြစ်ပါတယ်နာနတ်တီအတီးရဲ့ထီမှာအရွက်အပင်ပေါက်နေပြီးအောက်ကပင်စီခြေလောက်တစ်ချောင်းနဲ့ထောက်ထားတာကိုဆိုလိုတာပါမေကွန်နံပါတ်29ပါတနစ်တခါပေါ်လို့လာရာဇာမင်းလောင်ထီဖူဆောင်ရွေးချယ်စရာတွေကတော့ကကနေခခလာဂဂမိုးဂငါမို့အဖြစ်မှန်ကဂမိုးဖြစ်ပါတယ်မိုးဟာမိုးလွှပြီးတနစ်တခါပေါ်လာကပ်ပြီးသူ့ရဲ့ပုံတရံကဘရင်ရာဇာမင်းလောင်ဆောင်တဲ့ထီဖြူနဲ့တူလို့ပါမေခွန်းနံပါတ်28ပါစုပ်လျင်စုနန်းလျင်မူစားလျင်ယူရွေးချယ်စရာတွေကတော့ကပတိုင်းသည်ခရှားဆောင်ကအရက်ငဒူရင်းသည်အဖြေမှန်ကတော့ကပတိုင်းသီးပါပတိုင်းသီးဟာအစိတ်ရှိတဲ့အသီးပါသူ့မှာစူးစုပ်လင်စူးပါပါတယ်အနံ့ကမူးပြီးစားလိုက်ရဲ့အစိတ်တက်ပြီးယူးသွားနိုင်လို့ပါမိခုနံပါတ်29ပါဒုနွားတကောင်ဗုတ်တထောင်ချီရလဲပြောက်ရေလဲနော့ရွေးချယ်စရာတွေကတော့ကော့လှီခကြဟင်းခါတီး1စန်းစေးရီကော့မိကြောင်ငါလိပ်အဖြေမှန်ကခကြက်ဟင်းခါသီးနဲ့ဆန်ဆေးရည်ထီပါတယ်ဘို့တထောင်ဆိုတာကြက်ဟင်းခါသီးရဲ့အဖို့အထစ်တွေပါအဲ့ဒီကြက်ဟင်းခါသီးကိုဆန်ဆေးရည်ရေနောက်ထဲထည့်လိုက်ရင်ခြေရပြောက်သူ့ရဲ့ခါတဲ့တက်ပျောက်သွားတာကိုဆိုလိုတာပါမေကွန်နံပါတ်30ပါသူ့ပင်စီကမွေပွေးပြောက်သူ့အသီးကပြီးတောင်းလောက်ရွေးချယ်စရာတွေကတော့ကသင်္ဘောဒီခခမ်ဘင်ကအုံးဘင်ငါပိန်နေပင်အဖြေမှန်ကသင်္ဘောတီးပါသင်္ဘောပင်ရဲ့ပင်စီကအကွက်အဖြောက်တီးနေပါအတီးကဖြီတောင်းလိုကြီးမားတာကိုဆိုလိုတာဖြစ်ပါတယ်မိခိုးနံပါတ်30ကပါနွားမတရားရီစင်းလာခြေရလဲပြောက်ရီလဲနောက်ရွေးချယ်စရာတွေကတော့ကစံစေးရီခလှေမြကဖောင်းငရီလိုက်မှာအဖြေမှန်ကစံစေးရည်ဖြစ်ပါတယ်နွားမတရားဆိုတာစံစေးလေးတွေပါစံကိုရေထဲထည့်လိုက်တဲ့အခါရေကနှောက်သွားပြီးစံစေးတွေကခြေရမကြံပဲရေထဲပြိုဝင်သွားတာကိုဆိုလိုတာပါမိခိုးနံပါတ်30ပါဖလက်ဖလက်နဖလက်တွဲလွဲတွဲလွဲနတွဲလွဲတောက်လောက်တောက်လောက်လေးတောက်လောက်ရွေးချယ်စရာတွေကတော့ကနွားခမင်းကစင်ငါကျွဲအဖြေမှန်ကစင်ပါဖလက်နဲ့နားရွက်နဲ့ခုတွဲလွဲနဲ့နှမောင်းနဲ့အမီတောက်လောက်လီခြေထောက်လေးချောင်းကိုပေါင်းလိုက်ရင်စင်တကောင်ရက်ပုံပန်းတံထွက်လာပါတယ်မိခိုးနံပါတ်33ပါအတီးတရာအညာတစ်ခုရွေးချယ်စရာတွေကတော့ကစပစ်တီခပိန်နေသည်ကထန်းသည်
ငါပြောသည်အဖြေမှန်ကငါကပြောသည်ဖတ်ပြောခိုင်မှာကပြောခိုင်ကြီးတစ်ခိုင်လုံးမှာအညာကတခုလဲဖြစ်ပြီးအဲ့ဒီမှာအသီးလေတရားအညာချီသီးနေလာကိုဆိုလိုတာပါ မေခွန်းနံပါတ်34ပါအတောင်စိမ့်ပြငှက်တတဝါအမောက်မြေမောင်ဝှက်ရွေးချယ်စရာတွေကတော့ကဒေါင်ခချက်တူ၍ကငှက်ပြောပင်ငါဥဒေါင်အပြေမှန်ကတော့ကငှက်ပြောပင်ပါအတောင်စိမ့်ပြဆိုတာငှက်ပြောရွက်ပါအမောက်ငှက်ပြောဟိုးကမြေပတ်ကိုငိုင်းကြနေတာကိုခွတ်တယ်လို့တင်စားတာပါမေခွန်းနံပါတ်35ပါအခြေလေးခုမြေမှာစုခေါင်းနဲ့ကိုမပါဘရက်ချအမီးမရှိပါရွေးချယ်စရာတွေကတော့ကစားပွဲခကလတ်ထိုင်ကခူတင်ငါဒရိဆာအပြေမှန်ကခကလားထိုင်ဖြစ်ပါတယ်ကလားထိုင်မှာအခြေလေးခုရှိပြီးခေါင်းကိုအမီးမပါတဲ့ပုံပန်းတံကိုဖော်ပြထားတာပါမိခွန်းနံပါတ်36ပါကြည်လေဝေးလေကြည်လေရွေးချယ်စရာတွေကတော့ကော့မျက်လုံးခော့နားရွက်ကတောင်ငါကောင်းကင်အပြေမှန်ကတော့ခနားရွက်ဖြစ်ပါတယ်ကိုနားရွက်ကိုဘလောက်ပဲကြည့်ကြည့်မျက်လုံးနဲ့ဝေးနေလို့မမြင်နိုင်တာကိုဆိုလိုတာပါမေခွန်းနံပါတ်3ခုမှာအပင်ကြီး၍အတီးသေးရွေးချယ်စရာတွေကတော့ကညောင်ပင်ခထန်းပင်ကတရက်ပင်ငါပိန်နေပင်အပြေမှန်ကညောင်ပင်ပါညောင်ပင်ကအပင်အကြီးကြီးဖြစ်ပေမဲ့သူ့ရဲ့ညောင်ဒီကအရန်သေးလို့ပါမိခွန်းနံပါတ်38ပါအမြင်နီး၍ခရီးဝေးရွေးချယ်စရာတွေကတော့ကနေခလကတောင်ငါမြစ်အချီမန်ကခတ်တောင်မောင်တိန်ပါတောင်ကြီးတွေကိုအဝေးကလှမ်းကြည့်ရင်နီးလို့ထင်ရပေမဲ့တကယ်တက်ဖို့သွားရတဲ့ခရီးကအရန်ဝေးလို့ပါမင်းကိုနှစ်ဖက်39ပါဟိုဘက်ရွာနဲ့ဒီဘက်ရွာသူနဲ့ကြည့်ရင်မြင်ရတာရွေးချယ်စရာတွေကတော့ကမျက်မှန်ခတဒါကမှန်ပြောင်းငါမီးပြောင်းအထီမှန်ကမီးပြောင်းဖြစ်ပါတယ်မီးပြောင်းနဲ့ကြည့်ရင်အဝေးကရွာတွေကိုမြင်နိုင်လို့ပါမေခိုးနံပါတ်40ပါခလာမလီခြေကောက်ချောင်းကန်းပါမှာရှောက်ရွေးချယ်စရာတွေကတော့ကပစွန်ခကနန်ငါငါးများချိတ်ငါလေအဖြေမှန်ကတော့ခငများချိတ်ပါခြေကောက်ဆိုတာငများချိတ်ရဲ့ကွေးနေတဲ့ပုံစံပါချောင်းကမာမှာငများဖို့ရောက်ပြီးချိတ်ချရတာကိုဆိုလိုတာပါမိခွန်းနံပါတ်40ပါတွားရင်နေကွေသူ့ဦးကဖွေကြောပေါ်မှာတန်ခမောင်းနဲ့ဘာကောင်နဲ့လေရွေးချယ်စရာတွေကတော့ကပယစိတ်ခယုကလိတ်ငါကျက်အပြေမှန်ကလိတ် turtle ပါလိတ်ကနေကွေးတယ်ဥကဖွေးတယ်ကြောမှာအခွင်မှာတန်ကမောက်ပါလို့ပါမေခွန်းနံပါတ်42ပါတလေးစင်းနဲ့အပြန်လောမေတော်ရှင်မပေါင်းမှုထဲကရွေးချယ်စရာတွေကတော့ကလီခလိတ်ကနန်းငါပင့်ကူအဖြေမှန်က
ခော့လိပ်ဖြစ်ပါတယ်တက်လေးစင်းဆိုတာလက်ရဲ့ခြေလေးချောင်းမှာပေါင်းမိုးဆိုတာလိပ်ခွန်မှာလိပ်ခွန်တဲ့ကနေခြေလေးချောင်းနဲ့အပြင်းလော်ရေကူးနေတာပါမိခိုးနံပါတ်4မှာဟိုဘက်ဘေးကဖြူဖြူဒီဘက်ဘေးကဖြူဖြူအလေဘဟိုကရွှေမင်းသမီးလေးရွေးချယ်စရာတွေကတော့ကပန်ခော့မျက်လုံးကကြက်ဥငါမီးကွက်အထီမှန်ကကြက်ဥပါဖြူဖြူတွေကကြက်ဥရဲ့အကပါအလဲဘဟိုကရွှေမင်းသမီးဆိုလားအနစ်ကိုတင်စားတာပါမိခိုးနံပါတ်44ပါအိမ်ရှိတော်လဲလူမရှိလူရှိတော်လဲအတန်မကြားရွေးချယ်စရာတွေကတော့ကစာကြည့်တိုက်ခတုတန်တချိုင်ကရုပ်ရှင်ယုံငါကိုတောင်အပြေမှန်ကခတူတောင်တချိုင်ဖြစ်ပါတယ်အိမ်ဆိုတာအုတ်ကူပါလူဆိုတာတေဆုံးသွားတဲ့သူတွေပါသူတို့တွေဟာတက်ရှိလူတွေလို့အတန်မကြားနိုင်တော့လို့ပါမိခိုးနံပါတ်45ပါငမီးဖင်ကနေလျက်ရွေးချယ်စရာတွေကတော့ကမီးပူခဖျောင်းတိုင်းကအိုးနှင်မီငါမီးချစ်အပြေမှန်ကတော့ကအိုးနှင်မီပါငမီးဆိုတာထမင်းအိုးရဲ့အိုးဖင်ပါငမီးဆိုတာအိုးအောက်ကမီးပါငမီးဖင်ကိုငနီလျက်ဆိုတာအိုးဖင်ကိုမီးကရက်နေထိနေတာပါမိကောနံပါတ်46ပါအပင်မင်းမစ်ညမပွင့်ရွေးချယ်စရာတွေကတော့ကညမွေးပန်ခလာကမီးပုံးပြန်ငါကျဲပါအပြေမှန်ကငါကျဲပါအပင်မင်းမင်းဆိုတာကောင်းကင်မှာညမပွင့်ဆိုတာကျဲတွေညဘက်မှာထွက်လာတာကိုပန်းပွင့်တာနဲ့ခိုင်းတာပါမိခိုးနံပါတ်49ပါညီအကိုနဲ့ရောက်တရားပြိုင်အကိုနိုင်လိုက်ညီနိုင်လိုက်ရွေးချယ်စရာတွေကတော့ကချိန်ခွင်ခခြေတော့ဖေညာကရကန်းနှက်ငါလောဆွဲသမား2ယောက်အပြေမှန်ကတော့ကရကန်းနဲ့ရကန်းနင်းတန်ဖြစ်ပါတယ်ညီကို2ယောက်ဆိုတာရကန်းညင်းတန်2ခုပါရကန်းရက်တဲ့အခါအဲ့ဒီနင်းတန်တွေကိုတလဲစီနိုင်လိုက်နင်းရတာကိုတရားပြိုင်တယ်လို့တင်စားထားတာပါမိခိုးနံပါတ်48ပါကျူပင်ကျိုကျူပင်ကြားလောင်းကလေးနဲ့သွားရွေးချယ်စရာတွေကတော့ကစပင်ရှင်းနဲ့ပြီးခရက်ကန်းလွန်ကမိထဲကလေငါငါအပြေမှန်ကတော့ခော့ရက်ကန်းလွန်မှာကျူပင်ကျိုကျူပင်ကြားဆိုတာရက်ကန်းစင်ဘော်ကတိုင်ချီအထောင်လိုက်ချီတယ်ပါလောင်းကလေးဆိုတာကအဲ့ဒီချီတွေကြားထဲမှာဖောက်ချီကိုထည့်ပေးရတဲ့လွန်းမှာမိကုန်းနံပါတ်49ပါပြီဒီခနဲ့ပြန်ပြည်တုံးတန်ဝဲခနဲ့ချာရွှေလင်းတာရွေးချယ်စရာတွေကတော့ကဗျာခချင်းငနေပုံကလက်သမားငါလေရင်အပြေမှန်ကခချင်းငနေပုံဖြစ်ပါလေဒါကဝါချီငင်နဲ့လုံးရအတာနဲ့လှူရှားမှုပါကြီးခနဲ့ပြီးတုံးတန်လဲပြီးဝဲခနဲ့ချီလုံးထီသွားတာကိုရွှေလင်းသားနဲ့ခိုင်းတာပါမိခိုးနံပါတ်50ပါအပင်တန်တောင်ဝေးသူ့အသေးကသေးရွေးချယ်စရာတွေကတော့ကညောင်ပင်ခထမ်းပင်နဲ့ထမ်းသည်ကမန်ကြီးပင်ငါတရက်ပင်အပြေမှန်ကခေါ်ထမ်းပင်1ထမ်းသီးပါထမ်းပင်ကတန်တောင်ဝေးလိုဖြောင်းစင်းညင်မားပြီးထမ်းသီးကအပင်နဲ့စာရင်သီးတာကိုဆိုလိုတာပါဒါကညောင်ပင်နဲ့အစင်းသူပါလေမိခိုးနံပါတ်50ကပါငငယ်ကဆောင်ချုံကြီးလာမှဦးထုတ်စာ
ရွေးချယ်စရာတွေကတော့ကခရမ်းသည်ခငပြောဘူးကပြောင်းဘူးကကလေး အဖြေမှန်ကခရမ်းသီးဖြစ်ပါတယ်ခရမ်းသီးအသေးလေးငယ်ငယ်တုန်းကအပွင့်ဖက်ဆောင်ခြုံထားပြီးကြီးလာတဲ့အခါအညာဥထုတ်ကအသီးပေါ်မှာကြံခဲ့တာကိုဆိုလိုတာပါမိခွန်းနံပါတ်52ပါငယ်တုန်းကတော့စားဖို့စားဖက်ကြီးလာတော့လဲအိတ်ဖို့အိတ်ဖက်ရွေးချယ်စရာနေကတော့ကဝါခတငယ်ချင်းကခွေငါဇနီးသမဟုတ်ခင်ပွန်အဖြေမှန်ကဝါဖြစ်ပါတယ်ငယ်တုန်းညစ်ဘဝကစားလို့ရပါတယ်ကြီးလာဝါဖြစ်လာတော့ခုရင်ဖြာစပခင်အိတ်ဖို့အတွက်သုံးလို့ပါမိခွန်းနံပါတ်53မှာတစ်နှစ်တစ်ခါပေါ်လို့လားဝဝကတုံးလူမမုံမှာရွေးချယ်စရာတွေကတော့ကနေကြပန်းခရွှေကတင်ကန်ငါလိမ္မော်သီးပါအဖြေမှန်ကလိမ္မော်သီးပါလိမ္မော်သီးဟာသူ့ရာသီတစ်နှစ်တစ်ခါမှပေါ်လာပြီးဝါဝါလုံးလုံးလေးကတုံးကိုလူတိုင်းကစားချယ်လို့မမုန်းကြပါဘူး မိခွန်းနံပါတ်54ပါမီးပေါ်မှာကျွမ်းကစားစွမ်းတဲ့အမေသားရွေးချယ်စရာတွေကတော့ပေါက်ပေါက်ခအကင်းမုံလီဖွေငါမျက်လဲသမားအဖြေမှန်ကတော့မုံလေးပွေဖြစ်ပါတယ် ရွှေသားညီမြန်ယဟန်နဲ့ဆင်မာတင်ပေါက်ကြီးတီးတစည်းနဲ့ရှမ်းဦးတို့တရုတ်မြင်းကဂျေးသူဝရွေးချယ်စရာတွေကတော့ပေါက်ပွင့်ခရှလောင်းလေပွဲပွဲတော့ငါစက်ပွဲ အဖြေမှန်ကတော့ပေါက်ပွင့်ပါဒါကပေါက်ပွင့်ရဲ့အစိပ်ပိုင်းတွေကိုတင်စားထားတာပါရွှေသားနီမြန်အပွင့်ယဟန်ဝစ်ဆန်ရှမ်းဦးထုတ်စမ်းသဖြင့်ပုံဖော်ထားတာပါမိခိုးနံပါတ်56ပါတောင်သုံးလုံးပေါ်အော်ရွေးပွင့်ရွေးချယ်စရာတွေကတော့ပေါက်ပေါက်ခမီးတောင်မိုးချင်းချင်းငါဖိုခနောက်တောင်းလုံးပေါ်ပေါက်ပေါက်ဖောက်တယ်အဖြေမှန်ကငါဖိုခနောက်သုံးလုံးပေါ်ပေါက်ပေါက်ဖောက်တယ်တောင်သုံးလုံးဆိုတာဖိုခနောက်ပါအဲ့ဒီပေါ်မှာပေါက်ပေါက်ပြောင်းဘူးလော်ရခါအော်ဒလိုအတန်မီပြီးပွင့်လာတာကိုဆိုလိုတာပါမိခွန်းနံပါတ်59ပါမိုးလေချင်းတီတနန်းနေတီပညာရှိရွေးချယ်စရာတွေကတော့မိုးလေဝသပညာရှင်ခတောက်တဲ့ဖာငါပရွက်စိလို့ရှိပါတယ်အဖြေမှန်ကတောက်တဲ့ဖြစ်ပါတယ်တောက်တဲ့ကအိမ်တစ်ပင်တနန်းမာနေပြီးမိုးမရွာခင်အော်တက်လို့မိုးလေချင်းတီးတဲ့ပညာရှိလို့တင်စားတာပါမိခိုးနံပါတ်58ပါခေါင်းကြီးလို့လဲသိမ့်ဖင်ပိန်နဲ့ရုပ်ချမိုးပေါ်ပြန်ကားသွားတိကြလာနတ်လာရွေးချယ်စရာတွေကတော့ပစင်းကောင်ခလေရင်ပြန်ငှက်ငါလက်ပြအဖြေမှန်ကပစင်းကောင် Dragon Fly ပါပစင်းရဲ့ပုံတရံခေါင်းကြီးလေသိမ့်ဖင်ပိန်နဲ့မိုးပေါ်ပြန်သွားတာကိုတင်စားထားတာပါပန်းပြဝစ်လုံးကိုလုံးချုံဘုံတောင်သမားခြေနဲ့ကုပ်၍နှုတ်နဲ့စားအများသူငါဖော်ကပါရွေးချယ်စရာတွေကတော့ဂျက်ခါတောင်တတောင်ငတ်ငါစက်မင်းသားအဖြေမှန်ကတစ်တောင်ငတ်ဖြစ်ပါပါတယ်တစ်တောင်ငတ်ကပန်းပြောင်အတောင်လေးရှိပြီးတစ်ပင်ကိုခြေနဲ့ကုပ်နှုတ်သင်းနဲ့စားတောက်လို့ပါ
မေခေါနံပါတ်60ပါတန်တာညက်ကြီးရင်ဘက်တီအမီးခါလေမှာရွေးချယ်စရာတွေကတော့ကဘုံခဆောင်းဂပတလာငလင်းကွင်းအဖြေမှန်ကတော့ငါလင်းကွင်း symbols ပါလင်းကွင်းကတန်နဲ့လှုပ်ထားပြီးရင်ဘတ်တီလက်နှစ်ဖက်နဲ့တီးရပါတယ်အမီးကခါလေအလဲမှာရှိလို့ပါ ဘာဝနာကမ္မထန်စီဖန်းရွက်လျက်တင်ငန်းနန်နဲ့အရက်လဲပေါက်လွိုင်ကူပေါက်မှာတယောက်ရှင်ညိုလဲကုတ်တုံနဲ့ရွေးချယ်စရာတွေကတော့ကတီထုံးခလဲနုံကဇီးကွတ်ငရသိအပြေမှန်ကပြီးတော့မှာတငန်းနံအနဲ့ရောင်အရက်တော့ပေါင်းဝီရီစုပ်လွိုင်းကူပေါက်ပြီးတော့အိမ်ပုံစံနဲ့ပြီးတော့ကိုတင်စားထားတာပါ မေခေါနံပါတ်62ပါဟတ်တီတန်ဒါနာတန်ဒီဘိတ်ခူကာယေနကာယေစီသေးကာကာနာကာယရွေးချယ်စရာတွေကတော့ကပေါက်ပွန့်ခစင်ကជីကန်ငယဟန် အဖြေမှန်ကခပေါက်ပွင့်ဖြစ်ပါတယ်မိခွန်55နဲ့ဆင်တူပါတယ်ဒါကပါဠိလိုဖွင့်ထားတာပါဟတ္ထိထန္တစင်ဆွယ်ဝစ်ဆန်ဘိက္ခုယဟန်သင်္ကန်းနီကာကကြီးအညာဒါရဲ့အကုန်လုံးကပေါက်ပွင့်ပါမိခွန်နံပါတ်63မှာမျက်နှာမဲကြီးလဲငိုပြီးစီတော်ကြီးလဲတီးပြီးတေသူများလဲရှင်လာပြီးပုံးသူများလဲပေါ်လာပြီးရွေးချယ်စရာလေးကတော့ကဇက်ပွဲခမိုးဦးကြကနေကြချင်းငါစတိုက်ချင်းအဖြေမှန်ကခမိုးဦးကြပါမျက်နှာမြေမိုးတိမ်စီတီမိုးချင်းတေဒူရှင်6တွေ့နေတဲ့အပင်ဒီရှင်တန်ပုံးသူပေါ်ဖာပရက်စစ်တီထလာတာပါမေခေါနံပါတ်64ပါစိမ့်ညိုရောင်ခြေသုံးနဲ့မျက်လုံးကခါမှာလေးပါတောင်ပန်ဖုံးနဲ့ခေါင်းက6တွဲငတ်မဟုတ်ငွေနဲ့နေတယ်တွေးဆညံကြီးရွေးချယ်စရာတွေကတော့ကနဂါခမြင်းမွေတောင်ကတောင်ငပီတုံအပြေမှန်ကခော့မြင်းမို့တောင်ဖြစ်ပါတယ်ခြေသုံးအောက်ခံတောင်3လုံးမျက်လုံးနေဒိုလာဒိုတောင်ပန်4ဘက်ကျွန်းကြီး4ကျွန်းခေါင်း6တွဲနက်ပီ6ထက်ကိုဆိုလိုတာပါမေခေါနံပါတ်65ပါ9ရောင်ကတဲ့30ကထောင်ဖျာကြီးနဲ့လိတ်ခူကြီးတဲ့တွင်းရွေးချက်စရာတွေကတော့ကထမန်းစားခြင်းခလက်ဝှေ့ထိုးခြင်းကအတူပါချခြင်းငပစ္စည်းရွှေ့ခြင်း အပြေမှန်က9ရောက်လက်9ချောင်းကတဲ့30သွားကထောင်ဝါဖြာရှာကလိတ်ဂူပစက်လေချောင်းနဲ့တွင်းတာက မိခွန်းနံပါတ်66ပါ6ယောက်ကမြင်9ယောက်ကခူ30ကစတယောက်သေးကအရသာခံသည်ရွေးချယ်စရာတွေကတော့ကဈေးဝယ်ခြင်းခမျက်စိလက်သွားလျာကချက်ပြုတ်ခြင်းငအဖွဲလိုက်အလုံးလုံးခြင်း အပြေမှန်ကခော့မျက်စိလက်သွားလျှာထမင်းစားခြင်းပါမျက်စိနှစ်ခုကမြင်လက်ငါးကခူးသွား30လစားဝါလျှာ30ကအရသာခံလာပါ မိခွန်းနံပါတ်60ခွန်မှာတောင်နှလုံးကြားမှာဖိုးသူတော်2ပါးထလာသည်လူမဲကြီး9ယောက်ကဆွဲပစ်သည်ရွေးချယ်စရာတွေကတော့ကနှက်ညွတ်သည်ခနားကလော်ခြင်းကသွားတိုက်ခြင်းငမျက်လုံးကလော်ခြင်း အပြေမှန်ကကာနှစ်ညစ်တီပါတောင်နှလုံးနှာခေါင်းပေါက်ဖိုးတတော်နှက်လူမဲကြီး9ယောက်လက်9ချောင်းနဲ့ဆွဲပစ်ညစ်တာပါရင်မာထားတားမဟုတ်ရင်မာဆက်ငန်မဟုတ်အတန်တာကညာမဟုတ်မှတ်စိတ်ဖွာကလားမဟုတ်အမီးကမြောက်မဟုတ်ရွေးချယ်စရာတွေကတော့ကကြောင်ခစောင်းကောက်ကရေဒီယိုငဂီတာ
အဖြေမှန်ကခေါ်စောင်းကောက်ပါရင်မာထတီမြေမာတက်စောင်းအိုအထန်တာမတ်စိတ်လက်နှိပ်အမီးကောက်စောင်းကောက်ပုံတရံကိုဆိုလိုတာပါ မိခိုးနံပါတ်69ပါဥတော့3လုံးပေါက်တော့12ကောင်ပြန်တော့360ဖြည့်စမ်းတော့ကွယ်ရွေးချက်စရာတွေကတော့က Jack ခဥရု3ပါ12လနဲ့ရပ်ပေါင်း360က2လ Jack ငါခနဲ့ကအဖေမန် အဖြေမှန်ကခော့ဥဒု3ပါ12လနဲ့ရက်ပေါင်း360ပါဥ3လုံးဥဒု3ပါຫນွေမိုးဆောင်ပေါက်12ကောင်12လပြန်360တစ်နှစ်မှာရက်360ကျော်ကိုဆိုလိုတာပါ အင်ကြီးတာလန်12ခန်းတခန်းကိုစီလူပြိုအိတ်3ကျိတ်စီပတ်လက်တကား4တကား4ဝထားရွေးချယ်စရာတွေကတော့ကတမစ်12လရက်ပေါင်း30 4တည်င်းခဟိုတယ်ဂေါ့တိုက်ငါဖုန်ကြီးချောင်း အဖြေမှန်ကတနေ့12လရက်ပေါင်း30 4တီးတင်းပါအင်ကြီးတနေ့12ခန်း12လလူပြို3ကျိပ်ရက်30တကားလေး4တီးတင်းပတ်ပါ မိခိုးနံပါတ်81ပါတဝေရိုးကိုရှေ့ကထားခခွေးနာကဝါကိုဆွဲလပေါ်မှာဝါကိုတင်လို့ပစောက်ကိုတခွန်လွှာဖော်ကြည့်ပါလားရွေးချယ်စရာတွေကတော့ကကဗျာခဆေးလေးကပဟေလီငါစလုံး အဖြေမှန်ကခော့ဆေးလိတ်ဖက်ပါတယ်ဒါကဆေးလိတ်ဆိုတဲ့စလုံးပေါင်းကိုဖွက်ထားတဲ့ပဟေလီတစ်ခုပါစလုံးပေါင်းကြည့်ရအောင်တဝေထိုးကိုရှေ့ကထားဆိုတာက A ကိုဆိုလိုပါတယ်ခေါ်ကွေးနာကဝါကိုဆွဲဆိုတာကစအခရာနဲ့ဝါဝစ်စစ်ပေါက်ကိုရည်ညွှန်းတာပါဒီနှစ်ခုကိုပေါင်းလိုက်တဲ့အခါ A အပေါင်းစအပေါင်းဝါဆိုတော့ဆေးဖြစ်လာပါတယ်လပေါ်မှာဝါကိုတင်လို့ဆိုတာကလအပေါ်မှာ e လုံးကြီးတင်တာပါလအပေါင်း e equal လိဖြစ်လာပါတယ်ပစောက်ကိုတခွာလွားဆိုတာကပကိုအသက်တင်တာပါပအပေါင်းအသက် equal ပတ်ဖြစ်လာပါတယ်အားလုံးကိုစုပေါင်းလိုက်တဲ့အခါဆေးအပေါင်းလီအပေါင်းပတ်ပေါင်းလိုက်တဲ့အခါဆေးလစ်ဆိုတဲ့အဖြေကိုရရှိမှာဖြစ်ပါတယ်မေခွန်းနံပါတ်92ပါမိဘလဲဟုတ်ကြော်လဲဟုတ်တစ်ခုလုံးမှာစွန်ပစ်စရာဘယ်ဟာကိုမျှရှာမရရွေးချယ်စရာတွေကတော့ကစရာခဆန်ဂနွားတတဝါငါမြေကြီးအဖြေမှန်ကနွားတတဝါပါနွားဟာလဲထွန်ပြီးကျွေးမွေးလို့မိဘလိုခိုင်းသမျှလုပ်လို့ကျွန်းလိုပါသူ့ရဲ့အသားအယိုးအခွန်အကုံအသုံးဝင်လို့စွန့်ပစ်စရာမရှိတာကိုဆိုလိုလားမေခွန်းနံပါတ်93ပါတစ်ပင်ချန်ငှက်လည်းမဟုတ်မြေမာနာသားလည်းမဟုတ်တမိရင်မှမွေးချင်းညီညာပေါက်ဖွာလာသည့်အမြွာညီနောင်10ယောက်မှာရွေးချယ်စရာတွေကတော့ကပရွာစိတ်ခ10လုံးပါငှက်ပြောတစ်ခိုင်ကမြောက်ငါတတိများအဖြေမှန်ကခ10လုံးမှာငှက်ပြောတစ်ခိုင်ဖြစ်ပါတယ်တစ်ပင်ထက်ငှက်ပြောပင်မှာရှိပြီးတစ်ခိုင်တဲ့တမိရင်ကညီညာစွာထွက်လာတဲ့ငှက်ပြောသည့်တွေကိုဆိုလိုတာပါမေကုန်းနံပါတ်94ပါညီအကို9ယောက်တန်ကမောက်ကိုစီရွေးချယ်စရာတွေကတော့ကစစ်သားများခလက်9ချောင်းညိလက်သေးကွမ်ကတန်ချောင်းငါခြေချောင်းအဖြေမှန်ကခလက်9ချောင်းနဲ့လက်သေးခွမ်ပါညီကို9ယောက်လက်9ချောင်းမှာတန်ခမောက်လက်သေးခွမ်တစ်ခုစီပါလို့ပါမေကွန်နံပါတ်95ပါရှမ်း9ချောင်းပလောင်9သိန်းစံတအိတ်ကိုဘယ်နဲ့ရရပါရွေးချယ်စရာတွေကတော့ကမဝေနိုင်ခတဝက်စီဝေကညံစန်ကခန့်နှင်ကအဖြေမှန်
အဖေမှန်ကခတဝက်စီဝေရှင်းလင်းချက်ကိုကြည်ပါဒါကညံစမ်းပါရှမ်းကငါးကိုမြုံထောင်နေတာပါပလောင်ကငါးကိုသိမ်းနေတာပါလူ9000နဲ့ငါးသိမ်းမဟုတ်ပါဘူးဒါကြောင့်2ယောက်တည်းတဝက်စီဝေယုံပါပဲ မေခွန်းနံပါတ်86ပါတားကရိုက်လို့အမင်းကို1 byte တစ်လုံးခေါင်းတစ်လုံးရွေးချယ်စရာတွေကတော့ကဘုံခထောင်သုံးမောင်းဂကလေးငအိုး အဖြေမှန်ကခော့ထုံတော်မောင်းဖြစ်ပါတယ်အဖြေရှင်းလင်းချက်ကမောင်းအမေကိုမောင်းထုသားနဲ့ရိုက်တဲ့အခါအတန်ငိုထွက်လာတာပါ1 byte မောင်းနဲ့ခေါင်းမောင်းထုပါ မေခွန်းနံပါတ်90ခွန်ပါသွားပါများလင်းပစတ်ညောင်းဒီရွေးချယ်စရာတွေကတော့ကောကလူခေါကခယူဂေါကမြင်းငါးကမြောက်ပါ အဖြစ်မှန်ကခေါ့ကွက်ခရုပါခရုကတွားလာတဲ့အခါသူ့ရဲ့ပတ်စပ်အောက်ချင်နဲ့တွားရလို့ညောင်းတယ်လို့တင်စားတာပါမိခိုးနံပါတ်98ပါအိပ်ပါများလင်ခြေထောက်ညောင်းသည်ရွေးချယ်စရာတွေကတော့ကလူခကြောင်ဂလင်းတို့လင်းဆွဲငခွေ အဖြေမှန်ကလင်းတို့လင်းဆွဲပါလင်းတို့ကအိတ်တဲ့အခါခြေထောက်နဲ့တွဲခိုပြီးညောင်းအောင်အိပ်ရယူပါ မေခွန်းနံပါတ်89ပါစားပါများလင်းခေါင်းလေးရွေးချယ်စရာတွေကတော့ကပစွန်ခဝက်ဂလူင အဖြေမှန်ကပဇွန်ဖူးပါတယ်ပဇွန်ကစားလို့ရတဲ့အစာပဇွန်စီတွေကခေါင်းထဲမှာစုနေလို့ခေါင်းလေးနေတယ်လို့တင်စားတာပါ မေခွန်းနံပါတ်80ပါမဆိုင်ဖဲပွင့်ဒီရွေးချယ်စရာတွေကတော့ကကျဲခပန်းဂမိုငချစ်ချင်းမြတ်တာ အဖြေမှန်ကတော့ကကျဲပါမြေခွန်းလေးဆက်ထောင်းနဲ့တူပါပဲကျယ်ရီကကောင်းကင်မှာမဆိုင်ဘဲနဲ့ပွင့်နေတယ်လို့ထွက်လာလို့ပါမြေခွန်းနံပါတ်80ပါမတီးဘဲနဲ့မြည်သည်ရွေးချယ်စရာတွေကတော့ကဘလွေခမိုးချိန်တန်ဂဘိုက်စားခြင်းငလီ အဖြေမှန်ကခော့မိုးချင်းတန်ဖြစ်ပါတယ်မိုးချင်းတန်ဟာဘသူကမှမတီးပဲနဲ့တဘာဝအတိုင်းမြည်တာဖြစ်လို့ပါ မေခွန်းနံပါတ်80နဲ့ပါစေးမချဲပဲညိုမဲသည်ရွေးချယ်စရာတွေကတော့ကမိုးရိပ်စင်သည်ခပကြီးဂညာငကြီးကန် အဖြေမှန်ကမိုးရိပ်စင်ဒီပါမိုးရွာခါနီးမိုးရိပ်မိုးတိမ်တွေကစေးမချဲပဲနဲ့ညိုမဲလာလာကိုဆိုလိုတာပါအသားလည်းမဲကျွေးလည်းမဟုတ်ဥချိုကနွားလည်းမဟုတ်မြေထီးကော်ပတ်ဝက်လည်းမဟုတ်မိုးပေါ်ပြန်ကြငှကလည်းမဟုတ်ရွေးချယ်စရာတွေကတော့ကနွားကြီးဘူးကောင်ခပီတုံဂဇီးကွက်ငလင်းတို့ အဖြေမှန်ကနွားကြီးပိုးကောင်ဖြစ်ပါတယ်နွားကြီးပိုးကအသားမဲတယ်ဥချိုပါတယ်မြေကြီးကော်တယ်ပြန်လဲပြန်နိုင်လို့ပါ မိကုန်းနံပါတ်84ပါကုန်းမာနေရှေးမဦးမျက်စိ3လုံးခါကုန်းကုန်းဆိုတာရွေးချယ်စရာတွေကတော့ကလိတ်ခမိချောင်းဂအုံးတီငဖာ အ
အပြေမှန်ကအုံးတီးပါမေခွန်း90 17နဲ့စင်တူကုန်းအုံးပင်မှန်နေရေအုံးရေရှိမျက်စိသုံးလုံးအပေါက်သုံးပေါက်ခါကုန်းကုန်းအလုံးပုံစံမို့ပါ မိခိုးနံပါတ်85ပါပူပူနီနီတူအမီလူမတိဓမ္မတက်ကျမ်းကိုကြည့်ရွေးချယ်စရာတွေကတော့ကပတ္တမြာခါငရုတ်တီကကြံဘူငါပရွက်စိတ် အပြေမှန်ကခကျမ်းဘောဖြစ်ပါလေကျမ်းဘောကပုပုနီနီဖြစ်သည့်ရှေးကဓမ္မသက်ထဲမှာသူ့အကြောင်းပါခဲ့လို့ပါ မမလေးစိုက်ပြိုပင်းပြိုတက်ဆက်နှစ်ပင်တပင်လင်လေးကင်ထွတ်မွေးချက်ကရင်ရွေးချက်စရာတွေကတော့ကတငစ်12လ4တည်ခပန်းချန်ငါစိုက်ခင်ငါဥဒု အပြေမှန်ကတနှစ်12လ4တည်ပါမိကုန်း80နဲ့တူပါပဲပန်း12ပင်12လ4လိုင်း4တည်ပတ်နဲ့တစ်နှစ်ကိုတင်စားတာပါမိခေါ်နံပါတ်80ခွန်မှာခြားလဲလို့ခြားလဲမဟုတ်ကျိုးတန်းလျှောက်လို့မြောက်လဲမဟုတ်ရွေးချယ်စရာတွေကတော့ကကျေးစီခမျက်လှဲ့ကပင့်ကိုငါဆွန်လာအပြေမှန်ကပင့်ကိုပါပင့်ကိုကအိမ်ဖွဲ့ရင်ခြားလဲပြီးသူ့ရဲ့ကြိုးတန်းအမြင်ပေါ်ရှောက်တက်လို့ပါမေခေါ်နံပါတ်88ပါသွားတော့ကောက်မြင့်ရာကနေရာရောက်ရွေးချယ်စရာတွေကတော့ကမွေခလေကမြစ်ချောင်းငါလမ်းအပြေမှန်ကမြစ်ချောင်းဖြစ်ပါတယ်မြစ်ချောင်းတွေကကောက်ကွေးနေမြင့်ရာတောင်ကနေနေရာပင်လေကိုစီးသွားလို့ပါနံပါတ်89ပါရှိရဲ့ထုလို့မဖျားထောင်းလို့မကြီးရေကူးတွေပွားလူထိတ်ဖျားဆိုတဲ့စကားပါစပါတယ်ရွေးချယ်စရာတွေကတော့ကစပင်ခတန်ကကြောက်ခဲငါရေအပြေမှန်ကစပင်မှာစပင်ကလူထိဖျားမှာပေါက်ပြီးအရေးအတွက်အများကြီးရေကူးတွေရှိတာကိုဆိုလိုတာပါမေကွန်နံပါတ်90ပါခေါလို့မပြတ်တက်လို့မသိရွေးချယ်စရာတွေကတော့ကလီခအရေးကရေငါအချိန်အဖြေမှန်ကရေဖြစ်ပါတယ်ရေကိုဓာတ်နဲ့ခုလို့မပြတ်တယ်လို့တက်လို့လည်းမသိနိုင်တာကိုဆိုလိုတာပါမိကိုနံပါတ်90ပဲပါမိမာတန်ဒီရေမာတူဖွာကြက်စားကောင်းကင်နေလင်တစ်ခေါင်ရွေးချယ်စရာတွေကတော့ကထန်းလီထာခမူချိုကလျက်စီငါနီအပြေမှန်ကထန်းလီတာဖြစ်ပါတယ်မိပန်းပဲဖို့မှာတန်ကိုတန်ဒေတီရေစိမ့်ပြီးဖွာကောင်းကင်ထန်းပင်ဒိတ်မှာကျက်စားထန်းလီပြီးတစ်ခေါင်းမှာနေလို့ပါမိခေါ်နံပါတ်92ပါအစာလဲကောင်းအဟောင်းလဲပိအတစ်လဲရှာတိုင်းသူပီတာချစ်စရာရွေးချယ်စရာတွေကတော့ကစန်ကြိတ်သောဆုံခဘရင်ကောစီငော့ပတ်စံပါအချီမှန်ကစန်ကြိတ်သောဆုံဖြစ်ပါတယ်စန်ဆုံကအစားစံကိုထုတ်ပြီးအဟောင်းဖွဲကိုပစ်အတစ်စပားကိုရှာထဲရလို့ပါမေကိုနံပါတ်93ပါကောင်းကင်ပြန်ဆန်ရင်မုတ်ဂူပြော်မွေရတဲ့မဟုတ်ရွေးချယ်စရာတွေကတော့ကလေရင်ခနကြဲကောင်ကလဲနို့ငါဇီးကွက်အပြေမှန်ကခော့
နကျေကောင် wasp ပါနကျေကကောင်းကင်ပြန်ပေမဲ့ဇန်ရှင်မဟုတ်ဂူအိမ်မှာပျော်မွေ့ပေမဲ့ရတိမဟုတ်လို့ပါ မီးရန်တွေခြေမမရှိကောင်းနှက်ထိတောင်မပါညိုင်းချေတန်တေရလို့ဖွာတော့ကရွာကမတားမြပုတ်တာပြန်ဝဲပါမီးမမဝေးဝဲတုံပြန်တုံနဲ့ဂလုံးလိုတောင်မထက်ပါဘူးဒီငတ်ကိုမောင်ဖော်နိုင်မှဖုံးပြိုင်မယ်လေ အဖြေမှန်ကတော့ကခနွဲရေတင်ကရိယာပါခနွဲဆိုတာလဲသမားရီရေတင်တဲ့ကရိယာပါမီးတန်လက်ကင်သာရှိပြီးခေါင်းချေမရှိပါဘူးရေကိုပလန်တယ်လို့ဝဲပြီးမှတ်တင်ရတာကိုတင်ဆိုင်ထားတာပါ ရေမရှိမြစ်လေကောင်ထဲမရှိတောင်သုံးကောင်နဖူးမရှိ6ယောက်မောင်ဆိုတဲ့စကလုံးများရဲ့အနေရေးကမြစ်တောင်လူခမြစ်တာတရားအနေဆသောဒုက္ခသောအနတ္တသောအာယုံ6ပါးတို့ဖြစ်ပါသည်အချိန်စေ့ပါပြီအဖြေမှန်ကတော့ခမြစ်တာတရားအနေဆသောဒုက္ခသောအနတ္တသောအာယုံ6ပါးဖြစ်ပါတယ်ဒါကတရားသဘောကိုခွက်ထားတာပါရေမရှိမြစ်လဲကောင်ဆိုတာမေတ္တာတရားပါထင်းမရှိတောင်တုံးကောင်ဆိုတာအနိစ္စတော်ဒုက္ခတော်အနတ္တတော်ဆိုတဲ့တရား3ပါးပါနဖူးမရှိ6ယောက်မောင်ဆိုတာအာယုံ6ပါးကိုတင်စားတာဖြစ်ပါတယ် မေကိုနံပါတ်66ပါပန်းစော်တကူနေညမဆိုစင်စေလို့သည်ပဟိုရင်ကျူးနိုင်မူရွေးချယ်ကြတွေကတော့ကနိုင်ခကျက်ဖကပဟိုစီငါစောကြီး အဖြေမှန်တော့ခကြက်ဖားပါနေညမဆိုအခြေမှန်ပဟိုနာယီမူအော်ရင်ကျူးတက်တဲ့ကြက်ဖားကိုဆိုလိုတာဖြစ်ပါတယ် မေကွန်နံပါတ်90ခွန်ပါလဲဖြူဖြူမျိုးမဲမဲလက်နဲ့ဆိုင်ပါဇက်နဲ့နို့ရွေးချယ်စရာတွေကတော့ကလဲတော့ခစာအုပ်နဲ့စာရေးစာဖတ်ခြင်းကပကြီးဆွဲခြင်းငသမင်းချက်ခြင်း အထီမှန်ကခော့စာအုပ်နဲ့စာရေးစာဖတ်ခြင်းမှာလဲဖြူစာရွက်မျိုးမြဲစာလုံးလက်နဲ့ဆိုင်စာရေးခြင်းကိုပါဇက်နဲ့နှုတ်စာဖတ်ခြင်းကိုတင်စားထားရပါ မိโกနံပါတ်98ပါအရှင်ကမသွားအသေးကမှသွားရွေးချယ်စရာတွေကတော့ကလူခတရိစံကသစ်ပင်နဲ့လေငကြောက်တုံး အဖြေမှန်ကတစ်ပင်နဲ့လှီဖြစ်ပါတယ်တစ်ပင်နဲ့အရှင်ကမသွားနိုင်ပေမဲ့တစ်ပင်ကိုခုတ်ပြီးလှုပ်ထားတဲ့လှီအသေးကသွားနိုင်တာကိုဆိုလိုတာပါ မိကောနံပါတ်69ပါလိုက်လေပြေးလေပြေးလေလိုက်လေရွေးချယ်စရာတွေကတော့ကခွေခအရိတ်ခကလေးငပဲ့တင်တန် အဖြေမှန်ကခအရိပ်ဖြစ်ပါတယ်အရိပ် shadow ဟာကိုကပြေးလဲသူကလိုက်လာပြီးကိုကသူ့ကိုလိုက်ဖမ်းလို့မရတာကိုဆိုလိုတာပါကဲဒီနေ့အတွက်နောက်ဆုံးမေကွန်းနံပါတ်1ပါဝယ်တော့အမြဲသုံးတော့အမီပစ်တော့အဖြူမီးခိုးရောင်ပါရွေးချယ်ကြတွေကတော့ကဖျောင်းတိုင်ခကွင်းရာကကြောက်မီးသွေးငဆဲလိုက်ပါ အဖြေမှန်ကတော့ကကြောင်မီသွေးပါကြောင်မီသွေးကဝေတုံးကအမြဲရောင်ပါမီးငွေးပြီးသုံးတဲ့အခါအနီရောင်မီးထစ်လာပြီးမီးလောင်ပြီးတဲ့အခါပစ်လိုက်ရတဲ့ပြာကအဖြူမီးခိုးရောင်ထစ်တော်လို့ပါ ညံစန် quiz ပရိသတ်ကြီးတို့ရေဒီနေ့တော့စကုပ်ထက်တရားခုတီတီပြီးသွားပါပြီအားလုံးဘယ်နှခုမှန်ကြလဲရှင်ကိုမန်နဲ့အရေးအတွက်ကိုဒီဗီဒီယိုအောက်က comment မှာဂုဏ်ယူစွာနဲ့ရေးခဲ့ပြပါအောင်
တရားမှတရားမှန်တဲ့သူရှိမလားကြည့်ကြပါရရှင်ဒီလိုညံစမ်းပဟေလီတွေကိုစိတ်နဲ့တက်တယ်ဆိုရင်ကျမတို့ညံစမ်း quiz channel ကို like လုပ်ဖို့နဲ့ subscribe click လေးကိုနှိပ်ထားဖို့မမေ့ပါနဲ့အောင်နောက်ထပ်ဗီဒီယိုတွေမှာပို့ပြီးစိတ်ဝင်စားစရာကောင်းတဲ့ညံစမ်းတွေနဲ့ပြန်ဆုံကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်